သိပ္ပံပညာရှင်တွေမှာနီးပညာတွေခေတ်မီကိရိယာတွေဘလောက်ပဲစုံလင်နေပါစေကမ္ဘာပေါ်ကတချို့နေရာတွေကိုတော့သူတို့ဘလို့မှခြေချခွင့်မရကြပါဘူးအစိုးရတွေစစ်တပ်တွေနဲ့လျှို့ဝှက်အဖွဲ့အစည်းတွေကအဲ့ဒီနေရာတွေမှာဘာတွေရှိနေလဲဆိုတာကိုကမ္ဘာကမသိအောင်တင်းတင်းကြပ်ကြပ်ပိတ်ဆို့ထားလို့ပါပဲဒီနေ့မှာတော့သိပ္ပံပညာရှင်တွေစမ်းသပ်သုတေသနပြုလုပ်ခွင့်လုံးဝပိတ်ပင်ခံထားရတဲ့ကမ္ဘာအန္တရာယ်ရှိဆုံးနဲ့လျှို့ဝှက်ဆုံးနေရာတွေအကြောင်းကိုပြောပြပေးသွားပါမယ်အန်ရီရီနဲ့ပြည့်နေနေတဲ့ပထမဆုံးနေရာကတော့စကော့တလန်ကမ်းလွန်ဒေသမှာရှိတဲ့ဂရူအီနဲ့ကျွန်းပဲဖြစ်ပါတယ်။1942ခုနှစ်ဒုတိယကမ္ဘာစစ်တွင်မှာပြည်ထောင်စစ်တပ်ကဒီကျွန်းကိုလျှို့ဝှက်ဝယ်ယူပြီးရက်စက်တဲ့ဇီဝလက်နက်စမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ကျွန်းပေါ်မှာတိုးတွေကိုတိုင်နဲ့ချီနှောင်ပြီးအန်သရက်လို့ခေါ်တဲ့တင်မင်းတမန်ဘက်တီးရီးယားပိုးတွေပါတဲ့ဘုံတွေကိုဖောက်ခွဲခဲ့တာပါ။တိုးရီအလုံးပိုကူးဆက်ပြီးတေဆုံးသွားခဲ့တယ်လို့ကျွန်းတစ်ခုလုံးလည်းရာစုနှစ်ချီပြီးအသက်ရှင်နိုင်တဲ့အန်သရက်ပိုးတွေနဲ့ပြေးသွားခဲ့ပါတယ်။နောက်ပိုင်းမှာအစိုးရကဖော်မလင်ဆေးတွေတန်ပေါင်းများစွာသုံးပြီးပို့သက်ခဲ့ပါတယ်။ကျွန်းကစိတ်ချရပါပြီလို့ကြေညာခဲ့ပေမဲ့လွတ်လပ်တဲ့အမီကိုကင်းတဲ့သိပ္ပံပညာရှင်တွေကိုတော့ဒီနေ့ထိဝင်ရောက်စစ်ဆေးခွင့်မပေးသေးပါဘူး။ဒီလိုဇီဝအန္တရာယ်မျိုးအပြင်နျူကလ িয়ার အမိုက်ပုံကြီးဖြစ်သွားခဲ့တဲ့နေရာတစ်ခုကတော့စပိန်နိုင်ငံတောင်ပိုင်းကပါလိုမာရက်စ်ကြီးရွာဖြစ်ပါတယ်။1966ခုနှစ်ကအမေရိကန်လေတပ်ဘုံကျဲလေယာဉ်တစ်စင်းမတော်တဆပျက်ကျခဲ့ပြီးလေယာဉ်ပေါ်မှာတည်ဆောင်းလာတဲ့ဟိုက်ဒရိုဂျင်ဘုံလေးလုံးဟာအဲ့ဒီရွာတွေကိုပြုတ်ကျခဲ့ပါတယ်။နျူကလ িয়ার ပေါက်ကွဲမှုတော့မဖြစ်ခဲ့ပေမဲ့ဘုံတွေကတေမင်းတမန်ဘလူတိုနီယန်ရေဒီယိုတက်တီကြွတက်တွေဟာစိုက်ပျိုးရေးမြေတွေပေါ်ကိုပြန့်နှံ့သွားခဲ့ပါတယ်။အမေရိကန်စစ်တပ်ကမြေကြီးလာတချို့ကိုတင်ဆေးသွားခဲ့ပေမဲ့နှစ်ပေါင်း60ကြာတဲ့အထိအဲ့ဒီမြေတွေပေါ်မှာလူတွေနေထိုင်စိုက်ပျိုးနေတော့မှာပဲ။ဒါပေမဲ့အဲ့ဒီမြေတွေဘယ်လောက်ထိအစိမ့်တက်နေလဲဆိုတာကိုစပိန်သိပ္ပံပညာရှင်တွေဝင်ရောက်သုတေသနပြုလုပ်ဖို့ကြိုးစားတိုင်းပိတ်ဆို့တားဆီးခံနေရဆဲဖြစ်ပါတယ်။မြေပြင်ပေါ်ကနေပြီးအမောင်လူတွေဖုံးလွှမ်းနေတဲ့မြေရောက်လှိုင်ကိုတစ်ခုစီသွားကြည့်ရအောင်ပါ။အဲ့ဒါကတော့ကင်ညာနိုင်ငံကကီတန်ကူပါအဲ့ဒီကူဟာကြောက်စရာကောင်းတဲ့အီဘိုလာနဲ့မာဘဗိုင်းရပ်ပိုးတွေရဲ့တဘာဝအတိုင်းခိုအောင်ရအတိုင်းမြုံလို့ယူဆကြပါတယ်1980နဲ့1989ခုနှစ်တွေတုန်းကဒီကူကိုသွားလေခဲ့တဲ့ကမ္ဘာလက်ခီးသည်တွေဟာမာဘဗိုင်းရပ်ကူးစက်ပြီးရပ်ပိုင်းတွင်သေဆုံးခဲ့ရပါတယ်အမေရိကန်စစ်တပ်ကဇီဝအန္တရာယ်ကာကွယ်ရေးဝိစုံအပြည့်နဲ့ဝင်ရောက်ရှာဖွေခဲ့ပြီးလင်းတို့တွေမှာဗိုင်းရပ်ရှိနေတာကိုတွေ့ခဲ့ပေမဲ့လက်ရှိအချိန်ထိဘယ်သိပ္ပံပညာရှင်မှဗိုင်းရပ်ပိုးတွေရဲ့ဇင်းမြစ်ကိုဘေးကင်းကင်းနဲ့ဆက်လက်လေ့လာခွင့်မရကြတော့ပါဘူး။နောက်ထပ်ကမ္ဘာမြေပုံအများစုမှာပါပျောက်ကွယ်နေတဲ့နေရာတစ်ခုကတော့ရုရှားနိုင်ငံအလယ်ပိုင်းကစာရောမြို့ဖြစ်ပါတယ်။ဆိုဗီယက်ယူနီယံရဲ့ပထမဆုံးအတမ်ဘုံကိုဒီမြို့မှာပဲလွှတ်ဝက်ထုတ်လုပ်ခဲ့တာပါ။ဒီနေ့အထိလဲရုရှားရဲ့နျူကလ িয়ার သုတေသနဌာနကြီးအဖြစ်လဲပတ်နေပြီးစစ်ဆေးရေးဂိတ်တွေခြံစည်းရိုးအထက်ထက်နဲ့ကမ္ဘာလျှို့ဝှက်ဆုံးစစ်ဘက်နယ်မြေဖြစ်ပိတ်ဆို့ထားပါတယ်။ရုရှားတင်မဲလားဆိုတော့မဟုတ်ပါဘူး။အရှေ့လေပိုင်းကအစ္စရေးနိုင်ငံဒီမိုနာကန်နိုင်ငံထဲမှာရှိတဲ့နီဂတ်နျူကလ িয়ার သုတေသနဌာနဟာလည်းအလားတူပါပဲ။အစ္စရေးဟာသူတို့မှာနျူကလ িয়ার လက်နက်ရှိတယ်လို့တရားဝင်မပြောဘူးသလိုဘယ်နိုင်ငံကစစ်ဆေးရေးအဖွဲ့ကမှလည်းပေးမဝင်ပါဘူး။1986ခုနှစ်ကဒီဌာနကနေပညာရှင်တယောက်ဟာအတွင်းပိုင်းတပ်ပုံတွေကိုဖိတင်သတင်းစာတမ်းလျှို့ဝှက်ပေးပို့ခဲ့လို့အစ္စရေးရဲ့နျူကလ িয়ার ပုံအလုံးပေါင်းရာချီရှိနေတဲ့မြေရောက်စက်ရုံအကြောင်းကိုကမ္ဘာကသိခဲ့ရပါတယ်။အဲ့ဒီနီးပညာရှင်ဟာလည်းအစ္စရေးထောင်လှမ်းရေးရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပြီးထောင်ဒဏ်18နှစ်ကြာခံခဲ့ရပါတယ်။ဒီနေ့အထိအဲ့ဒီမြေရောက်မှာဘာတွေလုပ်နေလဲဆိုတာဘယ်သူမှဝင်ကြည့်ခွင့်မရှိပါဘူး။နောက်ထပ်ပြန်လည်မွေးဖွားခြင်းကျွန်းလို့အတိတ်ပဲရပေမဲ့တကယ်တော့တေမင်းတမန်ကျွန်းဖြစ်နေတာကတော့အေရီပင်လယ်တွေကဘော့ဇရော့တေနီယာကျွန်းဖြစ်ပါတယ်။ဆိုဗီယက်ယူနီယံက1936ကနေ1992ခုနှစ်အထိအဲ့ဒီကျွန်းပေါ်မှာအန်တရက်ကာလာဝမ်ယောဂါကြောက်ကြီးယောဂါစတဲ့တေမင်းတမန်ဇီဝလက်နက်တွေကိုတရိတ်ဆန်နေနဲ့စမ်းသပ်ခဲ့ပါတယ်။ပရိုဂရမ်ရက်ဆိုင်သွားတဲ့အခါပုံမွားတွေကိုကျွန်းပေါ်မှာပဲမြင်မြုပ်ပစ်ခဲ့ပါတယ်။ဒါပေမဲ့ရေလမ်းကြောင်းလွဲမှားမှုတွေကြောင့်အေရီပင်လယ်ကြီးခန်းလျှောက်သွားတဲ့အခါဒီကျွန်းဟာကုန်းမြင့်နဲ့လာဆက်သွားပြီးယောဂပိုးတွေဟာကုန်းတွင်းပိုင်းထိပြန့်နှံ့ဖို့အန္တရာယ်ရှိလာခဲ့ပါတယ်။အမေရိကန်နဲ့ကာဇက်စတန်အဖွဲ့တွေပိုးတက်ဖို့ကြိုးစားခဲ့ပေမဲ့အကုန်လုံးကိုမရှင်းလင်းနိုင်ခဲ့ပဲအခုတော့လုံးဝပိတ်ပင်ထားတဲ့နယ်မြေဖြစ်နေပါပြီ။နောက်ထပ်နေရာတစ်ခုကတော့မာရှယ်ကျွန်းစုကရူးနစ်ကျွန်းပေါ်မှာရှိတဲ့ကွန်ကရစ်အမိုးခုံးကြီးပဲဖြစ်ပါတယ်။အမေရိကန်ကအဲ့ဒီကျွန်းစုတွေမှာနျူကလ িয়ার ပုံ68လုံးစမ်းသပ်ဖောက်ခဲ့ပြီးနောက်ရေဒီယိုတက်တိကြွအမိုက်တွေအစိမ့်သစ်မြေစီလာတွေကိုဘုံချင်းကြီးတစ်ခုတည်းကိုစုပုံပြီး45စင်တီမီတာအထူရှိတဲ့ကွန်ကရစ်အမိုးခုံးကြီးနဲ့ပိတ်ပစ်လိုက်တာပါလက်ရှိမှာရာသီဥတုပြောင်းလဲမှုတွေကြောင့်ပင်လယ်မျက်နှာပြင်မြင့်တက်လာပြီးဒီကွန်ကရစ်အမိုးခုံးကြီးအကွဲကရေဒီယိုတက်တိကြွတတ်တွေပင်လယ်ထဲစိမ့်ထွက်နေပါပြီဒါပေမဲ့အမေရိကန်အစိုးရကဘာမှမဖြစ်ဘူးလို့ညှင်းဆိုထားပြီးဘယ်လွတ်လပ်တဲ့သိပ္ပံပညာရှင်ကိုမှဝင်ရောက်စစ်ဆေးခွင့်မပေးပါဘူးစစ်တပ်နဲ့နျူကလ িয়ার နယ်မြေတွေအပြင်ဘာသာရေးရာစုနှစ်ချီပြီးလျှို့ဝှက်ထားတဲ့နေရာတစ်ခုကလည်းရှိနေပါသေးတယ်အဲ့ဒါကတော့အီသီယိုးပီးယားနိုင်ငံအောက်ဆန်မြို့ကချက်ပဲဖျားเจ้าငယ်ထဲမှာပါအဲ့ဒီအထက်မှာခရစ်ယာန်ကျမ်းစာလာပြည့်ညတ်တော်10ပါးကြောက်ပြားတွေထည့်ထားတဲ့ဓမ္မအတ္တတော်ရှိတယ်လို့ယုံကြည်ကြပါတယ်
ဒီတစ်တာတော်ကိုဆော့ရှော့ဖို့ဘုံတော်ကြီးတစ်ပါးကိုပဲကတ်သက်ထားပြီးသူဟာတည်တဲ့အထိအဲ့ဒီဝင်းထဲကနေအပြင်းမထွက်ရသလိုဘသူ့ကိုမှလည်းပေးမဝင်ပါဘူးတမရတမိုင်းပညာရှင်ရှေးဟောင်းသုတေသနပညာရှင်ဘသူ့ကိုမှပေးမကြည့်ပဲလျှို့ဝှက်ထားတဲ့နေရာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့တမိုင်းပညာရှင်တွေဘလို့မှရှာဖွေခွင့်မရတဲ့နေရာကတော့မွန်ဂိုလီးယားနိုင်ငံအရှေ့မြောက်ပိုင်းကဂျေဂျစ်ခန်ရဲ့ကိုဝေးမှန်ရှိရာတာမြင့်နေပြီဖြစ်ပါတယ်1229ခုနှစ်မှာဂျေဂျစ်ခန်ကွယ်လွန်တော့သူ့ရဲ့ရုပ်အလောင်းကိုတကြိုတဲ့နေရာကိုလှုပ်ဝက်ဖို့အတွက်လမ်းမှာတွေ့တဲ့လူမှန်သမျှအုတ်ကူတူးတဲ့လူသားတွေနဲ့အဲ့ဒီလူသားတွေကိုတတ်တဲ့စစ်တီတွေကပါအကုန်အသေးတက်ခဲ့ပါတယ်အဲ့ဒီနောက်စတူယန်ကီလိုမီတာ900ကျော်ရှိတဲ့ကုန်းမြင့်တောအုပ်ကြီးကိုအထူးတားမြစ်နယ်မြေဖြစ်သတ်မှတ်ခဲ့ပြီးဝင်ရောက်သူမှန်သမျှကိုကွပ်မျက်ခဲ့ပါတယ်ဆိုဗီယက်ခေတ်ကနေဒီနေ့ UNESCO ခေတ်ထိကမ္ဘာကြီးဆုံးအင်ပါယာကြီးကိုတည်ထောင်ခဲ့တဲ့ဂျေဂျစ်ခန်ရဲ့ဂဝေးမှန်ကိုရှာဖွေဖို့တောင်းဆိုချက်တိုင်းကိုမွန်ဂိုလီးယားအစိုးရကမရဘူးဆိုတဲ့စကားတစ်ခွန်းနဲ့ပဲအမြဲတမ်းပိတ်ပင်ထားခဲ့တာဖြစ်ပါတယ်ဟုတ်ကဲ့ဒါကတော့သိပ္ပံပညာရှင်တွေဘလို့မှခြေချခွင့်မရတဲ့ကမ္ဘာလှည့်ဝက်စံပြလုံးတဲ့နေရာတွေပဲဖြစ်ပါတယ်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ